ခမားတို့လမ်းပေါ်မှာမြင်နေရတဲ့ကားဒီဇိုင်းတွေအကုန်လုံးကိုမေ့လိုက်တော့ဒါကတိတ်ပံစိတ်ကူးရင်ရုပ်ရှင်တွေကနေလမ်းပေါ်ကိုတက်လာတဲ့တမ်မဏိမိတ်စာတကောင်နည်းနည်းများသွားလားဟုတ်တယ် Tesla Cybertruck ကိုမြင်ဘူးလားစာပြီးမိတ်ဆက်တုံးကဆိုရင်ဒါကဘာကြီးလဲဆိုပြီးတော်တော်များများအံ့ဩခဲ့ရတယ် Tesla Cybertruck မှာ Elon Musk ကကမ္ဘာကြီးတုံလို့တော့အောင်ဘာတွေထည့်သွင်းပြီးတော့ဖန်တီးခဲ့တာလဲတာမန်ကားကုမ္ပဏီတွေမလုပ်ရဲတဲ့ခစ်ရှေ့ပြေးခဲ့တဲ့စမ်းသပ်မှု၅ချက်ကိုဖော်ပြပေးမှာဖြစ်ပါတယ်နံပါတ်5ကတော့တမ်မဏိကိုတယ်ဒီကားရဲ့ body ကိုတာမန်တန်ပြောင်းတွေနဲ့လှုပ်ထားတာမဟုတ်ဘူးအာကာသသုံးပြန်တွေမှာတုံးတယ်အထူးတမ်မဏိတွေနဲ့ပြုလုပ်ထားတာတူနဲ့ပဲထူးထူးခြေထောက်နဲ့ပဲကန်ကန်ချိုင်းဝင်သွားဖို့ပိန်သွားဖို့အသေးအတန်စူးစမ်းမနေနဲ့လို့ပဲပြောရလိမ့်မယ် Tesla Cybertruck ကကားတစ်စီးဆိုတာတက်လမ်းမပေါ်မှာမင်းမှုနေတဲ့တမ်မဏိချက်ဝတ်တစားကြီးတစ်ခုလိုပဲနံပါတ်4ကတော့ကြည်စံထန်ခံနိုင်ရရှိတဲ့မှန်ခမကားမောင်းနေရင်လည်းအပြင်ဘက်ကနေတစုံတစ်ခုကဝင်လာရင်ဘာဖြစ်မလဲတာမန်ကားမှန်ဆိုရင်တော့ကွဲကြည့်ပြီးအတွင်းပိုင်းမှာရှိတဲ့ခမားတို့ကိုထိမှန်လိမ့်မယ်ဒါပေမဲ့ဒီကောင်ကြီးကတော့အလွှာပေါင်းများစွာနဲ့လှုပ်ထားတဲ့အမိုက်ဆောင်မှန်တကယ် baseball လုံးနဲ့အရှိန်ပြင်းပြင်းထွေရင်တော့မှမှန်ကအဲ့ရုံမဲ့အပ်ပြီးခမားကိုအကောင်းဆုံးကာကွယ်ပေးထားမယ်တော်ယုံတနက်ကြည်စံမျိုးဓာတ်ရိုက်ထိမှန်တယ်ဆိုရင်တော့အထဲကိုဖောက်ဝင်နိုင်တဲ့ကိုပြောက်တိုင်းကကြီးတစ်ခုလို့ခမားအတက်ကိုကာကွယ်ပေးထားမှာနံပါတ်3ကတော့ခစ်ရှိပြီး steering စနစ်ဒါကမော်ပညာနဲ့ဖန်တီးထားတာလားတော့ထင်လို့ရတယ်ကားကကြမ်းတမ်းပြီးတော့ကျွတ်စင်ကြီးဖြစ်နေတယ်ဆိုပေမဲ့ steering တွေကတော့ကြမ်းတမ်းနေမှာမဟုတ်ဘူးပျော်ပြောင်းမှုအပြည့်နဲ့ညင်သာမှုအပြည့်နဲ့လက်ကောက်ဝက်နည်းနည်းလေးလှုပ်လိုက်တာနဲ့အဆင်ပြေသွားလိမ့်မယ်ခမရကကားတစ်စီးကိုမောင်းနေတာမဟုတ်ဘဲနဲ့အနာဂတ်တိုက်ရရင်တစ်စီးကိုထိန်းချုပ်နေရတယ်လို့မျိုးထူးခြားတဲ့ခံစားချက်ကိုတော့ပေးစွမ်းနိုင်တယ်နံပါတ်2ကတော့အမြန်ဆုံးသူ့ရဲ့ horsepower က845 horsepower တိရှိတယ်မော်တာအနေနဲ့ကတော့3လုံးအရှိမှာ1လုံးအနောက်မှာ2လုံး top speed အနေနဲ့130 mile per hour တိရှိတယ်မောင်းနေနိုင်တဲ့အကွာအဝေးကတော့320 မိုင်တိရှိတယ်ဆိုတော့ကားရဲ့ဒီဇိုင်းကိုကြည့်ပြီးပြေးပါမလားစိတ်ပုံမနေနဲ့တော်ယုံကားလောက်ကတော့အသာလေးတောက်ချလိုက်လို့ရတယ်နံပါတ်1ကတော့စိတ်ပါရင်အိမ်သုံးလျှက်စစ်ပစ္စည်းတွေကိုပါသုံးလို့ရမယ်ဒါကအရေးကြီးဆုံးချက်ခင်ဗျာတောထဲမှာတွားတာပဲဖြစ်ဖြစ်မုံတိုင်းမီတို့အိမ်မှာမီးပြတ်တာပဲဖြစ်ဖြစ်ဒီကားရဲ့အနောက်ဘက်ကပလက်ပေါက်တွေမှာအိမ်သုံးပစ္စည်းတွေကိုဓာတ်ရိုက်ထိုးသုံးလို့ရတယ်တအိမ်လုံးကိုအတိုင်းအတာတစ်ခုထိမီးလင်းအောင်လုပ်ပေးနိုင်တဲ့မီးစက်ကြီးတစ်လုံးရှိနေတယ်လို့ပဲဆိုတော့ Tesla Cybertruck ဘာကြောင့်ရေပန်းစားနေလဲဆိုတာခင်ဗျာသိလောက်ပြီဒါကတာမန်ပက်ကတ်ကားတွေလို့ပစ္စည်းတင်ဖို့တတ်မဟုတ်ဘူးတာမဏိကိုတဲ့ကြည်စံထန်ခံနိုင်ရရှိတဲ့မှန်အစင်းမြင့်စတီယာတွေနဲ့အစွမ်းထက်ဘက်ထရီနည်းပညာတွေအကုန်လုံးကိုစနစ်တကျပေါင်းစပ်ထားတာခင်ဗျားအနေနဲ့ကဒီကားကြီးကိုပိုင်ဆိုင်ခြင်းစိတ်ရှိလားလို့မေးရနေပဲကြည့်ရှုပေးကြကြတို့အားလုံးစိတ်အေးချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ